ဒီချင်းသေးမာလေးကတော့တေးရန်ဆဲဆဲအခြေအနေကိုရောက်နေပါပြီသူတကူလုံးပေါ်မှာရင်ကောင်းတွေတရွရွတက်နေတာကိုကြည့်နေရပေမဲ့အဲ့ဒီရင်ကောင်းတွေကိုမောင်းထုတ်ဖို့တောင်သူ့မှာအင်အားမရှိတော့ပါဘူးတင်ကသူ့ကိုမသိတာဖြစ်နိုင်ပေမဲ့အပိုလိုနဲ့မတီတောင်းတို့ရဲ့ဇလန်းကိုတော့ကြားဘူးကြမှာပါအခုဒီချင်းသေးမာလေးကတော့သူတို့ရဲ့မြေးမလေးမိုးကြပဲဖြစ်ပါတယ်ရက်ဆက်လုံးနဲ့တဘာဝတရားကြီးထဲမှာတော့အထွတ်ထိပ်အမဲလိုက်တက်တော်ရီတောင်မှအဟောင်းချုပ်ငိမ့်ပြီးအသစ်တွေအစားထိုးဝင်ရောက်လာတဲ့တန်တရာကနေမလွတ်မြောက်နိုင်ကြပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကမက်တီတောင်ဟာသူ့ရဲ့ခင်ပွန်းကိုဆုံးရှုံးလိုက်ရတဲ့နာကျင်မှုနဲ့သားဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့ဝမ်းနဲ့ပူဆွေးမှုဒဏ်တွေကိုခံစားခဲ့ရပါတယ်ရှင်သန်ရက်တီရဲ့ကျန်းတန်းတဲ့နေရာမာတွေကသူ့မျက်ဝန်းထဲကတောက်ပမှုတွေကိုရိုက်ချိုးပစ်ခဲ့တာကြားပါပြီအခုတော့သူ့မှာကျွဲအုပ်ကြီးကိုကလေးစားခြေဖို့ဆိုတဲ့စိတ်ကူးတစ်ခုပဲရှိပါတော့တယ်ဒါပေမဲ့သူကကျွဲအုပ်ကြီးကိုရင်ဆိုင်ဖို့အတွက်ချင်းသေးအုပ်စုကိုဥဆောင်လာချိန်မှာပဲမင်းညကဖြစ်ပျက်ခဲ့တဲ့ရုံးရင်ဆန်ခတ်မှုတွေကြားကနေချင်းသေးထီးလေးတစ်ကောင်အသက်ရှင်ကြံရစ်ခဲ့တာကိုမထင်မှတ်ပဲတွေ့လိုက်ရပါတော့တယ်မိခင်တယောက်ပြန်ဖြစ်ခြင်းနဲ့သူမရဲ့ဆန္ဒတွေကတကြော့ပြန်နိုးထလာခဲ့ပါတယ်လာအနေငယ်ကုံလွန်သွားခဲ့ပါတယ်မာတီတော်ရဲ့သားဖြစ်သူမိုရန်နီကအခုဆိုရင်အသက်4နှစ်တောင်ရှိနေပါပြီမိခင်ဖြစ်သူရဲ့ဂယူးဆိုင်ဆောင်းရှောင်းမှုအောက်မှာဒီချင်းသေးပြိုလေးဟာတန်မာတဲ့ချင်းသေးအထီးတကောင်ဖြစ်ကြီးပြင်းလာခဲ့ပါတယ်သူ့ရဲ့လေပင်တစ်ဝိုက်မှာတပြေးပြေးထူထပ်လာတဲ့လေဆန်မွေးတွေကအရွယ်ရောက်လာပြီဆိုတဲ့လက္ခဏာဖြစ်တယ်လို့မကြခင်မှာဒီချင်းသေးအုပ်စုကြီးကိုစွန့်ခွာရတော့မယ်ဆိုတဲ့အချက်ပြမှုလည်းဖြစ်ပါတယ်မာတီတော်ကထွက်ခွာသွားတော့မယ့်သားဖြစ်သူရဲ့ကြောပြင်ကိုကြည့်ရင်သူမရဲ့မျက်ဝန်းတွေထဲမှာကျေနပ်ပီတိတွေလွှမ်းနေခဲ့ပါတယ်သူမရဲ့ခင်မွန်းဖြစ်သူအပိုလိုကိုပေးထားခဲ့တဲ့ဂရီကိုလည်းနောက်ဆုံးမှာအကောင့်ထဲပေါ်နိုင်ခဲ့ပါပြီမိုရန်နီဟာနောက်ဆုံးမှာတော့အန်ဂိုရန်ဂိုရိုမီတောင်ဝမှာအခြေချခဲ့ပြီးလာကတ်စ်လို့ခေါ်တဲ့ချင်းသေးအုပ်စုကိုတီထောင်လိုက်ပါတယ်230ကီလိုဂရမ်ရှိတဲ့သူ့ရဲ့ကိုယ်လေးချိန်ကမိုရန်နီကိုအင်အားကြီးမားတဲ့ခွန်အားတွေပေးစွမ်းထားပါတယ်သူဟာသူ့ရဲ့အုပ်စုကိုဦးဆောင်ပြီးဒီမီတောင်ဝနယ်မြေရဲ့တဝက်နီးပါးကိုသိမ်းပိုက်စုံမှုနိုင်ခဲ့ပါတယ်ဒီနေရာမှာအစားအစာတွေပေါများလှပေမဲ့လှဲ့လေသွားလာနေတဲ့ချင်းသေးတွေနဲ့ဟိုင်နာတွေအသိသေးဆုံးကျက်စားတဲ့နယ်မြေလည်းဖြစ်နေပါတယ်ဒါဟာမာရာနီကိုနယ်မြေထဲမပြတ်ကင်းလှည့်နေဖို့တွန်းအားပေးသလိုဖြစ်နေပြီးအမဲလိုက်ရမယ့်တာဝန်ကြီးတစ်ခုလုံးကတော့သူဇနီးဖြစ်သူမာကီယာရဲ့ပခုံးပေါ်ကိုပဲအလုံးရင်းနဲ့ကြာရောက်လာပါတော့တယ်။လာကတ်ချင်းတရုတ်စုရဲ့အလဲပေါ်မှာရေပြင်ကျဲကြီးတစ်ခုရှိနေတာကသူတို့အတွက်အမဲလိုက်ဖို့အကောင်းဆုံးပထဝီဝင်အားသာချက်တစ်ခုဖြစ်စေခဲ့ပါတယ်။ကီလိုဂရမ်900လောက်ရှိတဲ့ကျွဲရိုင်းကြီးတစ်ကောင်ဟာတအုပ်စုလုံးကိုကျွေးမွေးနိုင်ပေမဲ့မာကီယာတယောက်တိုက်ခိုက်ဖို့မစတင်နိုင်ခင်မှာပဲကျွဲရိုင်းကြီးကသူမကိုအရင်ရိတ်မိသွားခဲ့ပါတယ်။အုပ်စုတွေကတခြားအဖွဲ့ဝင်တွေကလည်းတားကောင်ကိုဝိုင်းရန်ရမယ်ဆိုတဲ့အသိစိတ်မရှိကြသလိုချောင်းမြောင်းတိုက်ခိုက်တဲ့ဤပညာကိုလည်းမကျွမ်းကျင်ကြပါဘူးသူတို့တွေဟာတစ်ချိန်လုံးကြောင်အန်းနဲ့ပဲရက်ကြည့်နေခဲ့ကြပြီးနောက်ဆုံးမှာတော့ကျွဲရိုင်းကြီးကိုဘာမှမတက်နိုင်ပဲငေးကြည့်နေလိုက်ရပါတော့တယ်ပိုဆိုးတာကသူတို့ရဲ့သမီးလေးမိုဂျာကိုဒီချင်းသေးအုပ်စုထဲမှာဘယ်နေရာမှရှာမတွေ့တော့တာပါပဲသူပျောက်နေတာ3ရက်တောင်ရှိနေပါပြီမာဂီယာကအသေးအတန်လိုက်အော်ခေါ်နေပေမဲ့သူမရဲ့အကွဲ6ကတ်နေတဲ့အော်ဒန်တွေကိုဘယ်သူမှပြန်မထူးခဲ့ပါဘူးသူမမသိခဲ့တာကတော့သူမရဲ့သမီးလေးဟာအခုချိန်မှာတေးမင်းနဲ့လက်တကန်းအကွာကိုရောက်နေပြီဆိုတာပါပဲမိုဟာအာရင်ကုန်ခံပြီးမြေပြင်ပေါ်ကိုခွေကနေလဲကျသွားခဲ့ပါတယ်လှုပ်ရှားလိုက်တိုင်းမှာလည်းခံရခက်တဲ့နာကျင်မှုကိုအလူအလဲခံစားနေရတာပါတစ်ချိန်ကဖောင်းကားနေခဲ့တဲ့ဒီချင်းသေးမာလေးရဲ့ဘိုက်ဟာလည်းအခုတော့ခြောင်ကျပြီးပိတ်နေပါပြီ1962ခုနှစ်ကလေးကဒီဒေသမှာဆက်စီရင်လို့ခေါ်တဲ့ရင်ကောင်တွေ2ကြိမ်တောင်အကြီးအကျယ်ပြန့်နှံ့ခဲ့ပူပါတယ်အဲဒီသွေးဆုပ်တဲ့အင်းဆက်တွေဟာသွာလာလှုပ်ရှားနေတဲ့အစိတ်အက်တွေနဲ့တူလှပါတယ်သူတို့ကိုက်လိုက်ပြီဆိုတာနဲ့တတဝါရီရဲ့ခန္ဓာကိုယ်တွေကိုဗိုင်းရပ်စ်တွေနဲ့ကပ်ပါဖို့အမျိုးမျိုးထိုးသွင်းလိုက်တယ်လို့ပါပဲမိုဟာရဲ့ခန္ဓာကိုယ်ဟာလည်းအနာရီရင်းပြီးသူမမှာကိုကာကွယ်နိုင်စွမ်းလုံးဝနှီးပါမရှိတော့ပါဘူးပို့ဆိုးတာကကောင်းကင်မှာဝဲပြန်နေတဲ့လင်းတာတွေကကီလိုမီတာအတော်ဝေးဝေးမှာရှိတဲ့ဟိုင်နာအုပ်စုရဲ့အာယုံစိုက်မှုကိုဆွဲဆောင်လိုက်တယ်လို့ဖြစ်သွားတာပါပဲလင်းတာတွေစူးဝေးနေတဲ့နေရာမှာအလွယ်တကူစားလို့ရတဲ့အစာရှိတယ်ဆိုတာဒီအကောင်တွေကကောင်းကောင်းသိကြပါတယ်အဲ့ဒီညမှာပဲကန်ဆိုးမိုးမောင်ကြားမှုကြီးရောက်လာခဲ့ပါတယ်။ဖွိုင်နာအုပ်စုဟာမိုးကြားရှိနေတဲ့နေရာကိုရှာတွေ့သွားခဲ့ပါပြီ။မိုးကြားကသူမမှရှိသမျှအားရင်တွေကိုစုစည်းပြီးထထိုင်မှုစူးစမ်းခဲ့ပေမဲ့ဒီဟိုင်နာအုပ်စုတစ်ခုလုံးကိုပြန်တိုက်ခိုက်နိုင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အခြေအနေပါ။တစ်ချိန်ကစားချက်မြေပြင်ကိုစိုးမိုးခဲ့တဲ့မုတ်ဆိုးမကြီးဟာအခုတော့စိတ်ကြိုက်တက်ဖြတ်စားတောက်ခြင်းခံရတော့မဲ့သားကောင်ဘဝကိုရောက်သွားခဲ့ရပါပြီ။ဒီညဟာဟိုင်နာအုပ်စုအတွက်တော့ဇပွဲတော်ကြီးတစ်ခုဖြစ်လာဖို့တေးချနေခဲ့ပါတယ်။မိုဂျာရဲ့တေဆုံးမှုဟာလက်ကက်ချင်းသေးအုပ်စုအပေါ်မင်းမောင်နဲ့တိမ်တိုက်ကြီးလိုလွှမ်းမိုးသွားခဲ့ပြီးတကယ်လို့မက်ကီယာကသာတားကောင်ကိုဆက်ပြီးမဖမ်းနိုင်ဘူးဆိုရင်
မော်ရနီရဲ့မင်းဆက်ဟာလည်းအဆုံးသတ်သွားနိုင်ပါတယ်ပိုဆိုးသွားတာကတော့တန်မာတဲ့နယ်လှည့်ချင်းသည့်အထီး၄កောင်ဟာဒီနယ်မြေတဲကိုရုတ်တရက်ကျူးကျော်ဝင်ရောက်လာခဲ့တာပါပဲဒီချင်းသေးပြိုတွေဟာလွန်ခဲ့တဲ့နှစ်အတော်ကြာကမရာနီတယောက်မက်ဒီတောင်းကနေထွက်ခွာလာခဲ့တုန်းကလိုပဲအမိခိုကင်းကင်းနဲ့ရှင်တန်နိုင်တဲ့အရွယ်ကိုအခုလေးတင်ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်သူတို့ဟာချင်းသေးအုပ်စုတစ်ခုလုံးကိုသိမ့်ပိုက်ချင်းစိတ်တွေပြင်းပြနေကြပြီးဒါဟာချင်းသေးဘရင်မရာနီကိုအနိုင်တိုက်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်တကယ်လို့မရာနီအနေနဲ့ဒီတယောက်ချင်းနဲ့၄ယောက်ဆိုင်တိုက်ပွဲမှာရှုံးနေသွားခဲ့ရင်ဒီကျူးကျော်လာတဲ့ချင်းသေးတွေဟာအုပ်စုတွေကချင်းသေးပေါက်လေးတွေကိုဘယ်တော့မှအသက်ချမ်းသာပေးမှာမဟုတ်ပါဘူးသူ့ရဲ့ဇနီးမယားနဲ့သားသမီးတွေကိုကာကွယ်ဖို့အတွက်မရာနီဟာအရင်ကသူ့အဖေအပိုလိုလိုပဲပြက်ပြက်သားသားနဲ့ပြန်လည်ခုခံဖို့ရွေးချယ်ခဲ့ပါတယ်မီးတောင်ဝါကြီးတစ်ခုလုံးကိုညမောင်မောင်ကြီးကလုံးဝဖုံးလွှမ်းသွားတဲ့အချိန်မှာတော့သူတို့ရဲ့အင်ဂီဟာကိုကာကွယ်ဖို့အတွက်တိုက်ပွဲကြီးတစ်ခုဟာစတင်ပေါက်ကွဲထွက်ပေါ်လာတော့မှာဖြစ်ပါတယ်ခုလိုဗီဒီယိုလေးတွေကိုကိုယ်တိုင်ဖန်တီးခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ application လေးထဲမှာ click တစ်ချက်နှိပ်ရုံနဲ့ဖန်တီးလို့ရနေပါပြီအသေးစိတ်ကို chat box ကနေလာမေးလို့ရပါတယ်